စားမလား အစားကိုကျင်းတော့မလား သွားရမယ်လေပြန်ကြပါလား ဟမ်ဒါအလုံးလိုက်စားအချမ်းလိုက်စားမှာရေခဲနဲ့ခောက်စားလိုက်ပါလားဒီမှာနိုးစီနဲ့တကြားနဲ့ ချိုးတာပဲ အေးနိုးစီနဲ့တကြားနဲ့ခောက်စားပါ ဟုတ်ပါပြီအဲ့ဒါ အဲ့ဒါအပူလေးတွေအတွက်အမဲတန်းလုံးချက်ပေးတာအဲ့ဒါဆိုလော်လာတာ ဒါမနဲ့တာ ဒါဂျင်းသမားတွေအတွက်စက်သားလုပ်ပေးတာလားအဲ့မှာဂျင်းသမား2ယောက်ရှိရတယ်ဒါဂျင်းသမား ဒီစားမလားစားအောင် စားမှာထားလားစားဦးဒါဟိုကလာပြမဲ့ဒီဟလားပြမဲ့ဒီဘယ်လိုစားအစီလေးစား ဟိုဒီဇုံးနဲ့ပဲခတ်စားလို့ရတယ်ချက်ပြီးရ ဖြတ်တော့မှာငါရေခဲနဲ့ပြမဲ့ဒီဖြတ်ဖြတ်တော့မှာမေး ဒီမိုးနဲ့ငယ်ပြန်နဲ့စားလိုက်ရတယ် ပြမဲ့ဒီ အာ ဒီချိုးကျင်နေပြီကွာလို့